ဒီလိုလူမျိုးတွေ့ဘူးကြတာ तू ကအလားဆုံးမဟုတ်ဘူးအကောင်းစားဆိုတဲ့ luxury ပစ္စည်းတွေဝစ်စင်ထားတာမဟုတ်ဘူးဒါပေမဲ့ तू အခန်းထဲဝင်လာပြီဆိုတာ ਨੇ အခန်းထဲကလူတွေအားလုံးရဲ့ attention ကသူ့ရှီကိုရောက်သွားတယ်အဲ့ဒါကဘာလို့လဲဆိုတော့သူ့ရဲ့ aura လို့ခေါ်တဲ့ဘုံကန်အချိန်အဝါကိုရောင်ကိုဝါတောက်ပမှုပြောင်းဖြစ်တယ်ဒီဗီဒီယိုထဲမှာဆိုရင် aura ဆိုတာဘာလဲ aura အမျိုးအစားတွေဘယ်နှမျိုးရှိလဲ aura ကောင်းအောင်ဘာတွေလုပ်ရမလဲ aura တကယ်ကောင်းတဲ့လူတွေမှာဘလို့အလေးအကျင့်တွေရှိလဲဆိုတာလေးတွေကို sharing လုပ်ပေးတာမှာဖြစ်ပါတယ် aura ကောင်းတယ်ဆိုတာက skin တွေတေချာကဲပြီးတော့မှ makeup လေးအရင်လှအောင်ပြင်ထားတာမျိုးမဟုတ်ဘူးအင်ကြီးဝစ်စားကိုအရန်ကိုဈေးကျ luxury branded တွေဝစ်ထားတာမျိုးကိုလည်း aura ကောင်းတယ်လို့မခေါ်ဘူး aura ဆိုတာကကတလီနာတို့အတွင်းထဲကအပြင်ကနေအကုန်ပေါင်းပြီးတော့လာတဲ့ကိုရောင်ကိုဝါတောက်ပမှုအရန်ကိုစွမ်းအားကြီးတဲ့ energy စက်ဝင်တစ်ခုဖြစ်ပါတယ်ကတလီနာတို့လူတွေက energy နဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်တယောက်နဲ့တယောက် aura ကောင်းမကောင်းဆိုတာကိုစကားလုံးဝပြောစရာမလိုဘဲနဲ့သူ့ရဲ့ကိုရောင်အရှိန်အဝါဘုံကန်ကိုကြည့်ပြီးတော့မှကတလီနာတို့နားလည်နိုင်ပါတယ် aura ကောင်းမကောင်းဆိုတာကိုမျက်လုံးနဲ့ကြည့်ပြီးဆုံးဖြတ်လို့မရပါဘူးစိတ်နဲ့ energy နဲ့ခံစားကြည့်ပြီးတော့မှဆုံးဖြတ်ရတာပါ energy ပိုကောင်းတဲ့လူတွေက aura ပိုကောင်းပါတယ်ကတလီနာကတော့ aura ကိုအမျိုးအစား၃မျိုးခွဲပြီးပြောပြပါမယ်နံပါတ်1ကတော့ appearance aura ကိုယ့်ရဲ့ရုပ်ရည်တွင်ပြင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှ aura ရှိခြင်းဖြစ်ပါတယ်အဲ့ဒါကရုပ်ရည်လှပပြည့်နေတာမျိုးမဟုတ်ပဲနဲ့တက်ရရလလပပနဲ့တန်ရှင်းရှင်းဖြစ်နေခြင်းဖြစ်ပါတယ်သပင်ကနေရှေ့ပြားအထိကိုဂယူးဆိုင်ပြီးတော့မှတန်ရှင်းတက်ရစွာထားမယ်ဆိုရင်မြေတို့တော့နယ်ပယ်မျိုးမှမဆိုမြေတို့တော့လူတွေနဲ့ပဲတွေးကိုဟာတန်ရှင်းတက်ရတဲ့လူကိုဂယူးဆိုင်တဲ့လူကိုချစ်တဲ့လူလေးစားတဲ့လူအဖြစ် aura ကတောက်ပနေမှာဖြစ်ပါတယ်ပို့ပြီးတော့ပတ်ဆိုင်ရှိနေတယ်ဆိုရင်သပင်လေးကိုတက်ရက်လေးလလပပလေးထားတာမျိုး makeup တွေကို skin ကအကောင်းစားတွေသုံးပြီးကို skin လေး glow ထနေအောင် makeup ကောင်းကောင်းလေးတွေပုံမှန်လိမ့်တာမျိုး classic ဖြစ်တဲ့အဝတ်အစားတက်ရက်ပြီး unique ဖြစ်တဲ့ဟာလေးတွေဝတ်တာမျိုးကကိုယ့်ရဲ့ကိုရောင်ကိုဝါဘုံကန်အချိန်အဝါကို appearance နဲ့မြင့်တင်လို့ရပါတယ်ဒါကကိုကိုရုပ်တရက်ကြည့်လိုက်တဲ့အချိန်မှာ first impression တွေနဲ့ appearance ရုပ်ရည်တွင်ပြင်ပုံတံနဲ့ရတဲ့ aura မျိုးဖြစ်ပါတယ်ဒီကတက်ရက်တန့်ရှင်းနေဖို့လိုပါတယ်ကိုတိုင်မဲမဟုတ်ဘူးကိုနေတဲ့နေရာထိုင်ခင်းကိုရဲ့အိယာအားလုံးကိုလည်းတက်ရက်တန့်ရှင်းသားခြင်းကတင်းရဲ့ aura ကိုအရန်ကိုတန့်ရှင်းပြီးတော့မှတောက်ပစေပါတယ်နံပါတ်1 aura က emotional aura ဖြစ်ပါတယ်စိတ်ခံစားမှုပိုင်းဆိုင်ရာရဲ့ aura ဖြစ်ပါတယ်လူတယောက်ကစိတ်ညစ်နေတဲ့အချိန်မှာမုံကုတ်ပြီးတော့မှဖြစ်နေရတဲ့ဆိုင်ရင်ပျော်နေတဲ့အချိန်မှာလူရဲ့ energy က positive vibe လေးဖြစ်နေတာမျိုးကိုပြောချင်တာပါဒါကြောင့်မို့လို့ကိုယ့်ရဲ့တနေ့တာလုံးမှာ positive vibe energy လေးနဲ့တက်လက်လောင်နေမယ်ဆိုရင်ကိုမြင်လိုက်တာနဲ့သူကလန်းဆန်းတက်ကြွနေရမယ် positive vibe လေးအချီတက်လေးဆိုပြီးတော့မှ aura တစ်မျိုးကိုရရှိစေပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ emotion စိတ်ခံစားချက်ပိုင်းဆိုင်ရာတွေမှာအမြဲတမ်းအကောင်းမြင်နိုင်ဖို့ positive ဖြစ်နိုင်ဖို့ကိုကက်တလီနာတို့လေ့ကျင့်တင် train ပေးတင်ပါတယ်ဒါဆိုရင်ကိုယ့်ရဲ့ emotional aura တက်လာမှာဖြစ်ပါတယ် emotional aura တက်စေခြင်းနဲ့ဆိုရင်ကိုပတ်ဝန်းကျင်ကမကောင်းတဲ့ negative energy ရှိတဲ့လူတွေကိုဖျက်တောက်ပြရပါမယ်ကိုကပျော်နေတဲ့အချိန်မှာကိုကိုစိတ်တက်ကြွအောင်လုပ်နေပြောနိုင်တဲ့ toxic people တွေကိုဖျက်တောက်ပြီးတော့မှကိုယ့်ရဲ့ positive energy လေးမှာငြိမ်အောင်ထိန်းပြီးတော့နေနိုင်ရမှာဖြစ်ပါတယ်ဒီဆုံးတယောက်ကြောင့်မို့လို့ဒေါ်လာထွက်ရတယ်ဝမ်းနေရတယ်မနာလိုရတယ်ဆိုရင်တောင်မှအဲ့ဒီစိတ်လေးကိုအတိကပ်ပြီးတော့မှကိုယ့်ရဲ့ခန္ဓာမှာအကြာကြီးမတည်စေဘူးဆိုရင်အဲ့ဒီလူကအမြဲတမ်းအကြည်တက်လေးရပြီးတော့မှ emotional ပိုင်းဆိုင်ရာမှာတောက်ပတဲ့ aura ကိုရရှိစေမှာဖြစ်ပါတယ်ဒါကတော့အမြဲတမ်းစိတ်ကိုတည်ငြိမ်နေနိုင်ပြီးတော့မှမနာလိုစိတ်ကင်းကောက်ချစ်စင်းလဲခြင်းစိတ်ကင်းနဲ့သူများတဲ့ပေါ်ရန်လိုမုန်းတီးစင်စိတ်ကင်းပြီးတော့ဒေါ်လာတွေလည်းတိတ်မရှိပဲနဲ့ငြိမ်းချမ်းတဲ့လူတွေမှာရရှိနိုင်တဲ့ aura မျိုးဖြစ်ပါတယ်ဒါပေမဲ့လေကိုယ့်ရဲ့စိတ်ခံစားချက်ဆိုတာကလည်းဘေးပတ်ဝန်းကျင်ရဲ့လူတွေပတ်ဝန်းကျင်အခြေအနေတွေစီးပွားရေးနိုင်ငံရေးဒါတွေအားလုံးကြောင့်မို့လို့ပြောင်းလဲနိုင်ပါတယ်အဲ့လိုအချိန်တွေမှာကိုကဒီစိတ်ကလေးကိုငြိမ်အောင်ထိန်းနိုင်ဖို့အတွက် meditation လေးတွေလုပ်ခြင်းအဖြစ်ကိုယ့်ရဲ့ emotion ပိုင်း aura ကိုမြင့်တင်လို့ရပါတယ်စိတ်ခံစားချက်တွေကိုငြိမ်ခြင်းနဲ့ဆိုရင်တော့ကဲနာတို့အဓိက train လုပ်ရမှာကကိုတီးအောင်လို့တရားထိုင်တာလေးတွေဘာလေးတွေလုပ်မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုကိုမြင်နိုင်သိနိုင်ပြီးတော့မှထိန်းနိုင်လာပါလိမ့်မယ်ဒါကတော့ emotional aura ကိုထိန်းသိမ်းခြင်းရအောင်လုပ်ရှိခြင်းဖြစ်ပါတယ်နောက်ဆုံးတစ်ခုအရေးအကြီးဆုံးကတော့ inner aura ဖြစ်ပါတယ်အတွင်းထဲကလာတဲ့ aura ဖြစ်ပါတယ်ကက်တလီနာတို့ကပြင်ပက aura တွေကိုလှုပ်ယူလို့ရပါတယ်မျက်နှာလေးလှအောင်ပြင်တာမျိုးအဝတ်စားလေးတွေလှအောင်ဝတ်တာမျိုးသပင်လေးတက်ရအောင်ထားတာမျိုးကလှုပ်ယူလို့ရပါတယ်ဒါပေမဲ့ inner work ကလည်းလုပ်ဖို့အတွက်ဆိုရင်အတွင်းထဲကလာဖို့လိုပါတယ်အတွင်းထဲက inner work တွေလုပ်နိုင်မှာဒါ inner aura ကိုရရှိမှာဖြစ်ပါတယ် inner work ဆိုတဲ့ကိုသိရှိခြင်းကိုချစ်ခင်ခြင်းကိုလေးစားခြင်းကိုယ့်ရဲ့ကိုတိခြင်းဆိုတဲ့ inner work တွေတခြားလုံးမတာဒီအတွင်းပိုင်းကနေလာတဲ့ aura တောက်ပမှုမျိုးကိုရရှိမှာဖြစ်ပါတယ်ကိုချစ်ဖို့တင်ယူရမယ်ကိုလေးစားဖို့တင်ယူရမှာဖြစ်ပါတယ် inner aura ဆိုတဲ့အတွင်းထဲကလာတဲ့ aura ကောင်းဖို့အတွက်ဆိုရင်ကက်တလီနာတို့အတွင်းထဲကနေစပြီးတော့ပြင်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အတွင်းစိတ်ထဲကနေငကိုတွေကကောက်ချစ်နေတယ်ရုပ်မာနေတယ်မနာလိုတတ်နေတယ်မကောင်းတာတွေပဲလုပ်နေတယ်ဆိုရင်အဲ့ဒီလူရဲ့မျက်နှာမှာဘလုံးမအကြည်တက်ရှိနေမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ inner aura ကောင်းချင်တယ်ဆိုရင်လူတွေကိုအကောင်းမြင်တတ်ဖို့နားလည်ပေးနိုင်ဖို့ခွင့်လွှတ်ပေးနိုင်ဖို့ချစ်ပေးနိုင်ဖို့ဆုံးစမရှိတဲ့မေတ္တာတရားတွေထားနိုင်ဖို့ကိုစပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်အဲ့ဒါတွေလုပ်ဖို့အတွက်ဆိုရင်ကက်တလီနာတို့ inner work တွေလုပ်ဖို့လိုပါတယ်ငါကဘယ်လိုလူမျိုးလဲဆိုတာကိုအရင်သိအောင်ရှာဖွေရမယ်ကိုလိုချင်တဲ့လူမျိုးတစ်ယောက်ဖြစ်လာအောင်ပြုပြင်ပြောင်းလဲယူရမယ်
ကိုချစ်နိုင်အောင်တင်ယူရမယ်ကိုမြစ်တာထားနိုင်အောင်တင်ယူရမယ်ဖျားတရားတွေလည်းလှုပ်တင်ပါတယ်ငါးပါးတီလာတွေစောက်တီတာမျိုးတရားတွေထိုင်တာမျိုးခွေးလေးတွေအစာကျွေးရမျိုးဒါမျိုးတို့တဲ့ချိန်မှာကိုယ့်ရဲ့အတွင်းစိတ်ထဲကနေကိုလုံးဝကြည်လင်လာမြစ်တာတွေပြေးဝလာပြီးတော့မှအတွင်းထဲကနေကြည်လင်တဲ့အင်းနာအော်ရာတောက်ပမှုမျိုးကိုရရှိစေမှာဖြစ်ပါတယ်အားလုံးဒီတိုင်းပဲဗုဒ္ဓမြတ်စွာဘုရားသခင်အားဆိုရင်ဘလောက်တောင်အော်ရာကောင်းလိုက်တယ်လဲဆိုရင်သူတွားလေရနေရတိုင်းသူရက်နေတာပဲဖြစ်ထိုင်နေတာပဲဖြစ်သူ့ရဲ့ခန္ဓာကိုယ်ကရောင်စင်နေ9ခုလောက်ဖြာထွက်နေလောက်အောင်ဒီသူ့ရဲ့အော်ရာကတောက်ပပါတယ်တချို့လူတွေတရားအယံထိုင်တဲ့လူတွေဆိုရင်မျက်နှာလေးတွေကြည်တောက်ရှင်းပြီးတော့မှအော်ရာလေးတွေထွက်နေရပါသူတို့ဟာဈေးကြီးတဲ့မိတ်ကပ်တွေလည်းမလိမ်ထားဘူးဈေးကြီးတဲ့ဝတ်စားတွေလည်းမဝတ်ထားဘူးလူတွေအထင်ကြီးနေအောင်လည်းစကားတွေပြောမနေဘူးဒါပေမဲ့သူတို့ကိုကြည့်လိုက်တာနဲ့သူတို့တိတ်ဆိတ်လေးနေနေတာကိုကသူ့ရဲ့အော်ရာတောက်ပနေပြီးတော့မှလေးစားကြည်ညိုဖွယ်ရာကောင်းနေတာမျိုးပါဒါမျိုးဆိုတာကအော်ရာအယံကောင်းနေတဲ့လူတွေလို့ခေါ်ပါတယ်ဒီလောက်ဆိုရင်အော်ရာတွေအကြောင်းကိုတော်တော်လေးသိသွားလောက်ပြီလို့ထင်ပါတယ်အဲ့တော့တင်လဲအော်ရာကောင်းအောင်ဘာတွေလုပ်လို့ရမလဲဆိုတာလေးကိုဒီဗီဒီယိုထဲမှာလို့ရှင်းပြပြတော့မယ်နံပါတ်1ကိုယ့်ရဲ့ appearance ကိုအရင်ဆုံးပြင်ဆင်ပါတရက်လပလေးဝစ်စားစင်ရနေထိုင်မှာရှိတာလေးနဲ့လပတက်ရက်ကြော့ရှင်းနေအောင်နေပါတက်ရက်မှုကိုအဓိကလုပ်ပါလပမှုထက်ကိုတက်ရက်ကြော့ရှင်းနေဖို့လိုပါတယ်ဒါမှဒါကကိုလေးစားခြင်းကိုချစ်ခင်ခြင်းဆိုတဲ့တင်ကေတာကိုပြတယ်လို့သူများတွေမြင်တဲ့အချိန်မှာလဲသူဟာတက်ရက်လပနေတတ်ပါလားဆိုတဲ့ပြရုပ်ကိုရစေပြီးသူများတွေလည်းကိုလေးစားစေချစ်ခင်စေအားကျစေပါတယ်နံပါတ်2ကကြောတော့ emotion ပိုင်းဆိုင်ရာပါကိုဘေးနာမှာကိုဒေါ်တာထွက်စေမဲ့လူတွေကိုနဲ့မကိုက်တော့တဲ့ relationship တွေကိုနဲ့မကိုက်တော့တဲ့တငယ်ချင်းတွေ toxic people တွေကိုဝေးမှာထားပြီးတော့မှကိုယ့်ရဲ့ energy ကိုကောင်းမွန်တဲ့ဘက်မှာငြိမ်နေဖို့အတွက်ထိန်းထားဖို့လိုပါတယ်ရုပ်တရက်မကောင်းတဲ့ energy negative တွေဝင်လာပြီဆိုလဲအတိလေးကပ်ပြီးတော့မှအဲ့ဒါကိုလွတ်ချထားခဲ့လိုက်ပါငါနဲ့မတန်ဘူးငါကကောင်းမွန်တဲ့အရာတွေပျော်ရွှင်တဲ့အရာတွေမြင့်မြတ်တဲ့အရာတွေနဲ့ပဲတန်တယ်ဒီလိုပတ်ဝန်းကျင်ကရုပ်ညံ့နေဒီလိုလူတွေကအောက်တန်းကြတယ်အဲ့လိုလူတွေနဲ့ငါကပြိုင်ပြီးတော့မှ emotion တက်စရာမလိုဘူးဆိုပြီးတော့မှကိုယ့်ရဲ့စိတ်ခံစားချက်ပိုင်းဆိုင်ရာကိုအမြင့်မှာစပြီးတော့ထားကြည့်ပါပြီးရင်နောက်ဆုံးအရေးကြီးဆုံးဖြစ်တဲ့ inner work လုပ်ဖို့အတွက်ဆိုရင်ကနတို့လေ့ကျင့်ခန်းလေးတွေစပြီးတော့လုပ်ပေးရပါမယ်ယောဂဆော့ပေးတာမျိုးပြီးတရားထိုင်ပေးတာမျိုးလမ်းလျှောက်ပေးတာမျိုးပြေးတာမျိုးတွေကကိုတယောက်တည်းအချိန်ယူစေပြီးတော့မှစိတ်ကိုတည်ငြိမ်စေပြီးကိုပြန်လဲရှာဖွေတွေးရှိစေတယ်ကိုအတိကတ်စေတယ်ကိုယ့်ရဲ့စိတ်ကိုငြိမ်းချမ်းစေပါတယ်အဲ့တော့အဲ့ဒါလေးတွေကိုမနေ့တစ်ခါညနေတစ်ခါပဲဖြစ်ဖြစ်နေ့စဉ်နေ့တိုင်းမှာမပြတ်မကွက်လှုပ်ဆောင်ပေးတင်ပါတယ်အဲ့ဆိုရင်ကိုယ့်ရဲ့ aura မှာငြိမ်းချမ်းမှု aura အများကြီးတက်လာမှာဖြစ်ပါတယ်